အဲ့တော့ဒီ MMXM ဆိုတဲ့ဒီကောင်မလေးက तू ကအပေါ်ယံကြည့်ရင်လာတယ်လို့နဲ့တော်တော်လေးလက်ဆောက်စရာရှုပ်တဲ့ကောင်မသိလားဟိုရိုးရှင်းမှုအဲ့လောက်ကြီးမရှိဘူးစောက်စရာရှုပ်တယ်စောက်လို့ရှုပ်တယ်တိမတ်ဖွဲ့ရစောက်စီးမြင်းစီကနေကအမတန်မှများလို့ ਨੇ ပြောတာမဟုတ်ဘူးဗျဒီ ICT နဲ့ပတ်သက်ဆက်နွယ်နေတဲ့ strategy တွေအကြောင်းကိုကျွန်တော်တို့ပြောဆိုတင်ပြရတာတော်တော်လေးတော့ခေါင်းကြီးရယ်ဘလို့ခေါင်းကြီးတယ်လဲဆိုလို့ရှိရင် ICT ကိုယ်တိုင်ကိုကသူကတနစ်ကိုနည်းနော်လက်ဆက်နေမဟုတ် तू ကဆက်နဲ့ရိုက်ထုတ်တယ်လို့ကို तू ကဆက်တိုက်ကိုလွတ်နေရပါတော့အခုဒီ MMXM ဆိုတာလည်းရှင်းပြောမှဆိုလို့ရှိရင်ဒီ ICT ပေါ်မှာအခြေခံပြီးတော့ပဲဒီ MMXM market maker sell model buy model ဆိုပြီးလားဆိုမှသူကလောက်လိုက်တာဒါပေမဲ့တော်တော်များများကတော့ဒီ ICT ရဲ့ needs တွေပေါ်မှာပဲအခြေခံထားတာပါเนาะဒီနေ့ကကျွန်တော်ဗာပြောမလဲဆိုလို့ရှိရင်ကျွန်တော် higher time frame PD array ဆိုတဲ့အကြောင်းကိုကျွန်တော်အဓိကထားရလားဆိုမှပြောခြင်းတယ်เนาะဒီ PD array ဆိုတာကသူက price delivery array ကိုပြောတာပါလားသူရဲ့ဆိုလိုရင်းထဲမှာတဲ့ market ကတဲ့သူကရွေ့ကျင်တယ်လို့ရွေ့ပြီးတော့သွားကျင်တယ်လို့သွားနေရမဟုတ်ဘူး market maker တွေဒီအမြဲတမ်းဟာလား daily weekly monthly မှာရှိတဲ့ higher time frame PD array တွေကနေပဲသူကအသွားအလာလုပ်တယ်လို့သူကဆိုထားတယ်အဲ့တော့ဒီ PD array ဆိုတဲ့အကြောင်းကိုကျွန်တော်တို့အသေးစိတ်ကြသွားပြီးတော့လေ့လာကြည့်ရအောင်เนาะဟုတ်ပြီအဲ့တော့ဒီ MMXM model တွေကိုအဓိကအားဖြင့်သူက sell model ကိုသူက down trend မှာသုံးရတယ်ပြီးလို့ရှိရင် buy model ကိုသူက up trend မှာပဲသုံးရတယ်ဆိုတဲ့ဥစ္စာကဒါနံပါတ်1အဓိကအရေးကြီးဆုံးအချက်ပါ trend ဆိုတာကလည်း swing point 2 point ရှိလို့ရှိရင် swing point 2 point ကိုကျွန်တော်တို့ဆက်ဆွဲလိုက်တာနဲ့ကျွန်တော်တို့ down trend လား up trend လားဆိုတာသူ့ကိုသိနိုင်တယ်เนาะတကယ်လို့တဲ့ market ကြီးကဒီလိုမျိုးကျွန်တော်တို့က down trend မှတိတာနေပြီဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ကဘယ်လိုဟာကိုကျွန်တော်တို့ကသုံးရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ market maker sell model အတွက်ကိုပဲကျွန်တော်တို့အသုံးပြုရတော့မယ် sell model ကိုအသုံးပြုရတော့မယ်ဆိုလို့ရှိရင်ဒီဘက်မှာသူကဘယ်လိုနည်းနဲ့မှကျွန်တော်တို့ဝယ်လို့မရပါဘူးဒီလိုနီးဘက်မှာသူကလုံးဝမဝယ်ခိုင်းပါဘူးသူက higher time frame PD array key level တနေရာကိုရောက်တဲ့အချိန်မှာသူက confirmation ပေးလို့ရှိရင်သူ့ကိုဒီကနေရောင်းခိုင်းတာကိုဒါကိုကျွန်တော်တို့ MMXM sell model လို့ခေါ်ပါတယ်လူရင်းကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီမှာအစောတုန်းကဒီမှာ trend line ကိုသုံးတဲ့အခါကျတော့ဒီမှာ trend line အကြောင်းကိုကျွန်တော်ပြောမိပါတယ်တကယ်တမ်းကျတော့သူတို့ကကျတော့ trend line မသုံးဘူးသူတို့ကကျတော့သူက up trend လား down trend လားသိကြရင်သူတို့ကဘာနဲ့သွားလဲဆိုလို့ရှိရင် BOS ဟာလား breakout structure နဲ့သူကသွားပါတယ်ဟာလားဒီလိုမျိုးအောက်ကိုဟာလားဒီ higher high higher low higher high higher low တွေမှာဒီလိုမျိုး BOS သွားပြီဆိုလို့ရှိရင် breakout structure BOS သွားပြီဆိုလို့ရှိရင်သူကတော့ down trend လို့မှတ်ယူပါတယ်သူကတော့ဒီလိုမျိုး take point နေရနေလောက်ဆိုမှသူက transfer ချလိုက်တာမျိုးသူတို့ကတော့မသုံးပါဘူးเนาะဟုတ်ပြီသူကဒီလိုမျိုး breakout structure ရှိထားတဲ့ structure တစ်ခုကိုတွေးပြီဆိုလို့ရှိရင်တဲ့ဒီကြားထဲမှာရှိရဲ့ high နဲ့ဒီကနေပြန်ကန်တက်လာတဲ့ကြားထဲကို तू ကဘယ်လိုလုပ်လဲဆိုလို့ရှိရင် premium discount तू ကခွဲပါတယ်နံပါတ်1အရေးကြီးဆုံးချက်ဥပမာဒါကလည်း market ကဘယ်နာနေပြန်ပြီးလားဆိုကိုယ်လာမလဲမပြောတော့ဘူးဒီနာနေပြန်ကိုယ်လာမလားဘယ်နာနေလားကိုယ်လာမလဲတော့မပြောတော့ဘူးဒါပေမဲ့ तू ကကိုယ်တဲ့အရာတစ်ခုခု तू ကစပြီးတော့တွေးပြီဆိုလို့ရှိရင် swing တစ်ခုတွေးပြီဆိုလို့ရှိရင် तू ကဒီလိုမျိုး high နဲ့ low နဲ့ကို तू က premium discount နဲ့ကို तू ကအရင်ဆုံးခွဲခြားပြီးလားဆိုမှ premium zone နဲ့ကိုရောက်လို့ရှိရင် तू ကရောင်းမှာမယ်เนาะ premium zone နဲ့ကိုရောက်မှာပဲ तू ကရောင်းမယ်ဟောဒီလိုမျိုးအောက်က 50% ရဲ့ဟောဒီအောက်က zone တွေကနေလားဆိုမှ तू ဘယ်တော့မှရောင်းဖို့မကြိုးစားပါဘူး तू ဒီလိုမျိုးအပေါ်ကpremium zone နဲ့ကိုရောက်မှာပဲရောင်းအဲ့လိုမျိုးပဲ market maker buy model မှာကြာလို့ရှိရင် तू က discount ရမှာ तू ကဝယ်မယ် discount မရရင် तू ကမဝယ်ဟာလား तू ကသဘောတဘာဝအဲ့လိုမျိုးเนาะနံပါတ်1 premium discount အရင်ခွဲပါတယ်နံပါတ်2ဘယ်လိုနေရာတွေက तू က PD array လို့ခေါ်လဲဆိုလို့ရှိရင်တဲ့ဟာလားဒီလိုထိတ်မျိုးနေရာတွေမှာရှိတယ်ဟာလား order block တွေနောက်တစ်ခုအားတဲ့ဟောဒီ order block နေရာကိုပဲ तू ကဘာလို့ခေါ်တတ်တယ်လဲဆိုရင် supply zone လို့ခေါ်တယ် supply demand မှာ तू ကကျွန်တော်တို့အယောင်းအတွက်ဆိုရင် supply zone အဝယ်အတွက်ဆိုရင် demand zone ဒီနေရာကြီး तू က supply zone လို့လည်းခေါ်ပါတယ်နောက်တစ်မျိုးရှိပါသေးတယ် supply zone ကဟာလား supply zone ကတကယ်လို့ market ကဒီနားနေလာရလားဆိုမှဒီနားမှာနည်းနည်းလေး तू က back ပြန်ကံမလားဆိုမှဒီလိုမျိုးလေးပြန်သွားတယ်ဆိုပါတော့เนาะဒီလိုပြန်သွားတယ်ဆိုလို့ရှိရင်လေ
hori နေရာကြီး तू ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဥမာဒီနဲ့ဂျားတဲ့နေရာကြီး तू ကလည်းဒါ supply zone เนาะဒီမှာလည်း तू က supply zone okay ဒီလိုမျိုးပဲကျွန်တော်တို့က market ကဒီနားမှာလေးရလဲဒီနား market ကဒီနားမှာလေးရလဲနည်းနည်းလေးဒီလိုမျိုးဟုတ်လားဒီလိုပုံစံမျိုးနဲ့တွားထားတယ်ဆိုပါစို့เนาะအဲ့လိုဆိုရင်ဒီနေရာကလည်း तू က supply zone ပဲဒါပေမဲ့ hori supply zone က hori မှာကြည့်လိုက်50% line ရဲ့အောက်မှာရှိရဲ့ तू က supply zone ဖြစ်တဲ့အတွက်ကြောင့်မို့ तू ကမတုံးတော့ပါသူဒီဘယ်နေရာကိုပဲ तू တုံးမလဲဆိုလို့ရှိရင် hori 50% premium zone ထဲမှာရှိရဲ့ supply zone တို့မဟုတ် order block တွေကို तू က PD array ဒီနေရာကိုရောက်လို့ရှိရင် तू confirmation ရရင် तू ရောက်မယ် confirmation မရရင် तू မရောက်ဒီနောက်မှာ confirmation မပေးဘဲနဲ့ဒီအပေါ်တက်လာဟုတ်ပြီဒီအပေါ်မှာနောက်ထပ်ဘာကြံနေလဲဆိုလို့ရှိရင်တဲ့ဒီအပေါ်မှာ order block တွေရဲ့အောက်မှာဘာရှိတတ်လဲဆိုလို့ရှိရင် fair value gap ဟာလား fair value gap ဟောဒီ fair value gap တွေကလည်းသူကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ PD array သူ့ရဲ့ POI မှာပဲပြောမယ်ဆိုလို့ရှိရင်ဟောဒီ premium zone ထဲမှာရှိရဲ့ order block တွေဟာလား supply zone တွေ fair value gap တွေမှာများဒီသူကဟောဒီ PD array တဲ့က 50% အပေါ် premium zone တဲ့ကသူရောင်းကျင်တဲ့သူရဲ့ key level တွေပါပဲသူရောင်းကျင်တဲ့ POI နေပါပဲဥပမာဒီ fair value gap လိုမျိုးပဲဟောဒီအောက်မှာလာပြီးတော့ fair value gap ရှိရဆိုရင်ဟောဒီအောက်က fair value gap ကို market ကပြန်ပြီးနောက်ဆိုမှရောက်ခဲ့တဲ့အချိန်မှာဒီ fair value gap ကို तू ကရောင်းဖို့ तू ကမကြည့်ပါဘူးသူဒီ premium zone တွေက fair value gap order block supply zone အဲ့ဒီထဲကနေ तू ရောင်းဖို့ကြည့်ပါမယ်เนาะကဲနောက်တစ်မျိုးကဘာလဲဆိုလို့ရှိရင် तू က valence price range VPR ဆိုတာ तू ကဘာကိုပြောရလဲဆိုတော့ IFVG နဲ့သဘောတရားတူတယ်ဥပမာဗျာဒီဘက်မှာ तू က bullet fair value gap တစ်ခုရှိရယ် bullet fair value gap ကိုဒီမှာဟာလားကန်တဲ့တိုင်ရှိနဲ့မြန်လေး तू ကဒီလိုမျိုးပြန်ပြီးနောက်ဆိုမှဖောက်ဆင်းခဲ့ရင်းနဲ့ပေါ်တဲ့ gap အဲ့လိုမျိုးပေါ်တဲ့ gap ဆိုရင် तू IFVG နဲ့နည်းနည်းလေးစင်တူတူရှိတတ်တယ်ဒါပေမဲ့ IFVG က IFVGဟာလားကျွန်တော်တို့BPR သူ့မှာအဓိပ္ပာယ်ပို့ပြီးတော့နည်းနည်းလေးပို့ပြီးတော့ရှိရယ်เนาะအဲ့တော့ဒီနားမှာ तू ကဘာပါလဲဆိုလို့ရှိရင် BPR အကြောင်းပြီးကြမှာကျွန်တော်အသေးစိတ်ပြန်ပြီးတော့ရှင်းပြအောင်เนาะချမှတ်ကြမှာเนาะအဲ့တော့တဲ့ဒီ BPR လည်းတဲ့ तू က order block တို့ fair value gap တို့လိုမျိုးပဲ market ဒီနားကိုရောက်လို့ရှိရင် तू က confirmation ပေးလို့ရှိရင် तू ကဒီကနေလောက်ဆိုမှ तू ကပြန်နိုင်တယ်ဆိုပြီးလောက်ဆိုမှဒါကသူ့ရဲ့ PD array တွေကတစ်ခုပါပဲเนาะ तू ကလည်းကဲနောက်ထပ်အရေးကြီးတဲ့ဥစ္စာနောက်တစ်ခုပြောရအောင်နောက်ထပ်အရေးကြီးတဲ့ဥစ္စာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ buy side liquidity sell side liquidity ဥပမာတကယ်လို့တဲ့ဒီကြားမှာပေါ့နော် market ကဒီလိုမျိုးတစ်ခုခုရှိရဆိုပါတော့เนาะဥပမာ market ကဒီလိုမျိုး swing ကြီးပဲမဟုတ်ဘဲနဲ့ဒီလိုမျိုးနောက်ထပ်သူကနောက်ထပ်အကြားထဲမှာ swing တော်တော်လေးကြီးရဲ့ swing တစ်ခုခုရှိထားတယ်ဆိုလို့ရှိရင်တဲ့ဟောဒီ swing ကြီးသူကဘာလို့ခေါ်လဲဆိုလို့ရှိရင်တဲ့သူ့ကိုဒီနေရာဒီ buy side liquidity လို့သူ့ကိုခေါ်ဟလား buy side liquidity ကိုသူကစားပြီးလားဆိုမှဒီကိုတွားတယ်သဘော SMC မှာဆိုရင်ဒါ inducement သဘောတရားမျိုးပေါ့နော် inducement သဘောတရားမျိုးကိုသူကို buy side liquidity လို့ခေါ်တယ်နောက်တစ်ခုကဒီလိုနေရာမျိုးနော်ဒီလိုနေရာမျိုးမှာကြာလို့ရှိရင်လည်းသူကbuy side liquidity လို့ခေါ်တယ်သဘောတရားကသူကဒီနားကိုလာစားရလားဆိုမှဒီနားနေလားဆိုမှသူက confirmation ပေးလားဆိုမှဒီကိုသူကတွားတတ်တယ်သူက buy side liquidity ကနေလားဆိုမှ sell side liquidity ကိုစားပြီးလားဆိုမှတွားတတ်တယ်အဲ့တော့သူ့ရဲ့ဒီ PD array ထဲမှာသူကဘာပါလဲဆိုလို့ရှိရင်ဟောဒီ buy side liquidity sell side liquidity ဆိုတာလည်းပါတယ် buy side ကိုစားပြီးရင် sell side ဘက်ကိုတွားတယ်ဆိုတဲ့သဘောကိုပြောတာနော်တကယ်လို့ဒီအပေါ်မှာမဟုတ်ပဲနဲ့ဒီနားမှာဆိုလို့ရှိရင်လည်းဟာလာ market ဒီကောင်းကိုစားပြီးလောက်ဆိုမှသွားတတ်တယ်ဆိုတဲ့ဥစ္စာကိုသူကပြောချင်ဒီနေရာဒီဒါဆိုရင်တော့ဒါ SMC ရဲ့ inducement နဲ့သဘောတရားတူတယ်ဟာဒါတွေကအခုနေချိန်တာပြောတော့တာအပေါ်ရန်လေးပြောရတာနောက်ပိုင်းညရင်သူ့ကိုတစ်ခုချင်းစီပြန်ပြီးတော့အသိပဲဖွင့်ရမှာနဲတာမဟုတ်ဘူးเนาะဟုတ်ပြီအဲ့တော့ဒီ PD array တွေထဲမှာနောက်ထပ်ဘာတွေပါရီလဲဆို breaker block တို့ဘာတို့တွေဆိုတာပါရီအဲ့တော့breaker block ကိုမစဉ်းစားဘူးဆိုတဲ့ခါကျတော့ mitigation block ကတော့ကျွန်တော်တို့စဉ်းစားရတယ် mitigation block ဆိုတာ market ကဒီလိုလာလို့ရှိရင်ဒီမှာဒီနဲ့ဂျားဒီသူကဘာလဲဆိုလို့ရှိရင် mitigation block လို့ခေါ်တယ်ဟာလားဒီနဲ့ဂျားဒီ mitigation block
ဒီနဲ့ဂျာရီ medication block ကျွန်တော်ဒီက CNSD အကြောင်းတင်တော့ကကျွန်တော်ပြောဘူးတယ်ဟာလားဗီဒီယိုတစ်ပုတ်ထဲမှာဒီမှာ CNSD line တစ် line ရှိရဆိုပါဆိုလို့အဲ့ဒီ CNSD line ဖြတ်သွားတဲ့နေရာဒီ fair value gap လည်းရှိရဆိုလို့ရှိရင်စောက်ရန်အားကောင်းတဲ့ CNSD line ဖြစ်ပြီးလားဆိုမှ market ဒီနားနေလားဆိုမှ reject တတ်တယ်လို့ကျွန်တော်အဲ့ဒီဥစ္စာလေးလည်းကျွန်တော်ပြောခဲ့တာရှိသေးရဲ့เนาะအဲ့တော့ဒီနေရာကလည်း तू ကဒီ premium zone ထဲမှာရှိမှပဲ तू ကယူမယ် premium zone ထဲမှာမရှိရင် तू မယူကဲအဲ့တော့ဒီနေရာမှာကျွန်တော်ပြောလိုက်တာဒီတော်တော်လေးတော့အပေါ်ရန်အကြံပြင်းသဘောတရားကိုရှင်းပြနေတာတော့မှအချိန်တော်တော်လေးပါသွားပါပြီအသေးစိတ်ကတော့တမျိုးချင်းစီကိုဗီဒီယိုတစ်ပုတ်ချင်းစီလုပ်ပြီးတော့မှပြန်ပြီးတော့ရှင်းမှပဲရမယ်နဲ့တူတယ်PD array ဆိုတာကပထမဆုံး premium and discount ဟာလား premium discount zone ပြီးကြလို့ရှိရင်နောက်ထပ်ပါလဲဆိုရင် order block ဟာလားorder block ပြီးလို့ရှိရင် supply and demand zone ဟာလားသူကကျွန်တော်တို့အယောင်းအတွက်ဆိုရင် supply zone ကိုကြည့်မယ်အဝယ်အတွက်ဆိုရင် demand zone ကိုကြည့်မယ်ပြီးရင်နောက်ထပ်သူပါမလဲဆိုရင် fair value gap ပါမယ်ပြီးလို့ရှိရင်သူကဘာပါမလဲဆိုလို့ရှိရင် BPR လို့ခေါ်တဲ့သူက IFVG နဲ့နည်းနည်းသဘောတရားတူတယ်အဲ့ဒီကောင်လေးပါမယ်เนาะ buy side liquidity ပါမယ်ပြီးလို့ရှိရင် sell side liquidity ဆိုတာပါမယ်เนาะပြီးရင်ကျွန်တော်တို့ဒီမှာဘာပါမလဲဆိုရင် mitigation block ပါမယ်ဟာလားပြီးရင်သူကနောက်ထပ် breaker block ပါတယ်เนาะ breaker block ဆိုရင်အခုလောဆယ်ကျွန်တော်ဆွဲထားတဲ့ structure မှာတော့ဒါ breaker block တွေပြောစရာမရှိဘူးဒါပေမဲ့ဒီ structure ကိုပြန်ဆွဲလိုက်တယ်ဥပမာဗျာဒီနေရာရ higher time frame unicorn ပုံစံမျိုးဆိုလို့ရှိရင်เนาะဒါ breaker block ပုံစံနေရာမျိုးဒီဒါသူ့ရဲ့ PD array ထဲမှာသူကပါတာပေါ့เนาะကနောက်တစ်ခုကသူကဘာပါရီလဲဆိုလို့ရှိရင် PD high ပြီးလို့ရှိရင် PD low ဆိုတာလေသူကပါရီးရဗျာတော်တော်စောက်စရာရှုပ်တာအဲ့အကြောင်းမို့ကျွန်တော်နဲ့သူနဲ့လမ်းခွဲလိုက်ရတဲ့အကြောင်းရင်းကလည်းအဲ့ဒါပဲပါเนาะအဲ့တော့ဒီ MMXM ဆိုတဲ့ဒီကောင်မလေးကသူကအပေါ်ရန်ကြည့်ရင်လှတယ်လို့နဲ့တော်တော်လေးလည်းစောက်စရာရှုပ်တဲ့ကောင်မသိလားရိုးရှင်းမှုအဲ့လောက်ကြီးမရှိဘူးစောက်စရာရှုပ်တယ်စောက်လို့ရှုပ်တယ်တိမတ်ဖွဲ့ရစောက်စီးမြင်းစီကနေအင်မတန်မှများလို့ ਨੇ ဒီကောင်လေးကသူကဘာလဲဆိုလို့ရှိရင် SMC ကဟွာနဲ့ POI နဲ့သဘောတရားအတူတူပဲဟာလားအတူတူပဲဒါပေမဲ့ SMC တင်တဲ့လူတွေကဘာပဲတင်ခဲ့ order block တစ်မျိုးပဲယူပြီးတော့တင်ခဲ့ပြီးတော့ channel ဥစ္စာတစ်ခုမှမသိတော့ channel ဥစ္စာတစ်ခုမှမသိပဲနဲ့ဒီ order block တစ်မျိုးလေးယူပြီးတင်တဲ့ခါကျတော့ပွဲရောအဲ့မှာပက်ဆက်market ကြီးက order block မှာ reject မလုပ်ပဲနဲ့ဘယ်ကနေဘလို့သွားနေမှမသိဘူးဆိုရဲအဲ့လိုမျိုးတွေဖြစ်ကုန်တာဒီအဓိကက how the PD array အကုန်လုံးကိုတည်တည်ချာချာမလိလာထားလို့သူကအဲ့လိုမျိုးဖြစ်တာအဲ့တော့သူကဒီနေရာတွေကြားထဲမှာတဲ့သူက plain ကြီးအယောင်းဝယ်လောက်တာလားဆိုတော့မဟုတ်ဘူးသူရဲ့ MMXM structure လေးနဲ့မှာတဲ့ MMXM structure ဆိုတာသူကပထမအစဆုံးသူကမူလပလာတာရှိပါတယ်เนาะမူလပလာတာဟာလားမူလပလာတာပြီးလို့ရှိရင်သူကသွားမယ်ပြီးလို့ရှိရင်သူကဗာလဲဆိုလို့ရှိရင်နောက်ထပ်ပလာတာပြီးလို့ရှိရင်သူကသွားမယ်နောက်ထပ်တတိယမြောက်ပလာတာမှာတကယ်လို့ market structure ရှစ်ပေးတယ်ဆိုလို့ရှိရင်သူကဒီမှာရောင်းမယ်သူကဒီလိုမျိုးเนาะဒါကသူက MMXM sell model ဒီဘက်ကတက်သွားတဲ့အတက်ကိုသူလုံးဝသူကမဝယ်ခိုင်းမအောင်ဒီဘက်မှာပဲသူကရောင်းမှာဒါပေမဲ့ဒီ high မြင်တိုင်းရောင်းရဝယ်ရတာမဟုတ်တော့ဂျားထဲမှာအကြောင်းအရာတွေကရှုပ်ရှစ်ခတ်နေအောင်အများကြီးရှိသေးတယ်အများကြီးရှိသေးတယ်ဥပမာဟာလားသူကဒီဂျားထဲမှာပလာတာတိဆောက်တယ်ပြောတော့တာသူကလွယ်လွယ်လေးဒီပုံလေးသူဆွဲပြပါတကယ်တမ်းကျတော့အဲ့လောက်ကြီးလည်းမယိုးရှင်းဘူးဟာလားပထမပလာတာဖြစ်တယ်ဟာလားပြီးကြောက်ရှင်ဒုတိယပလာတာဖြစ်တယ်တတိယပလာတာမှာ market structure ရှိပြီညောင်းတို့အဲ့လောက်ကြီးလဲလွယ်ကူရိုးရှင်းပြီးတော့ပန်းနေအဲ့လောက်ကြီးလွယ်နဲ့ပွင့်နေတာတော့မဟုတ်ဘူးเนาะသူ့မှာအကြောင်းရင်းတွေအများကြီးရှိသေးတယ်ဘလို့ရှိသေးရလဲဆိုဟောဒီဂျားထဲမှာသူကတီဆောက်သွားတဲ့အရာတွေဒီဟောဒီဘက်အချမ်းဘက်မှာသူကတီဆောက်သွားတဲ့အရာတွေဒီရှုပ်ရှစ်ကိုခတ်နေရမယ်ဥမာပထမပလာတာပြီးကြလို့ရှိရင်သူ့ကိုဒီဂျားထဲမှာသူကဘာတွေမပါရအောင်လဲဆိုဥမာ fair value gap တို့ပြီးလို့ရှိရင် demand zone တို့အဲ့လိုမျိုးတွေမပါမှသူကကြိုက်တာဟာလားဥမာဗျာဒီနားမှာ fair value gap bullet fair value gap ကြီးပါသွားတယ် bullet fair value gap ကြီးပါသွားဆိုသူကမကြိုက်ဘူးပြီးရင်ဒီမှာ bullet demand zone တွေကောင်းပါသွားဆိုတော့သူကမကြိုက်ပြန်ဘူးအဲ့တော့ तू ကဒီကြားထဲမှာ तू ကဘာကိုတိဆောက်သွားကြိုက်လဲဆိုလို့ရှိရင် market က engineering liquidity တိဆောက်သွားတာကိုကြိုက်တယ်
engineering liquidity ဆိုတာ तू ကရှုံးရှက်ခတ်နေတဲ့ပုံစံကိုပြောတာနော်ရှုံးရှက်ခတ်နေတဲ့ပုံစံဂျားထဲမှာတိတာထင်ရှားတဲ့ bullet gap ဒါမှမဟုတ်လို့ရှိရင်တိတာထင်ရှားတဲ့ demand zone အဲ့လိုမျိုးမပါလေ तू ကကြိုက်လေပါလို့ရှိရင် तू ကတိတ်ပြီးတော့မကြိုက်ပါဘူးဒီဂျားထဲဒီ तू ကဘာဖြစ်နေရမလဲဆိုရင် engineering liquidity ဖြစ်နေမှ तू ကကြိုက်တယ်နော် engineering liquidity ဖြစ်နေမှကြိုက်တယ်ဒါပေမဲ့ तू ရဲ့ဟာလား तू ရဲ့ structure ထဲမှာတော့ပထမ plata ဒုတိယ plata တတိယမြောက်မှာ तू က market structure ရှစ်ပြီးရင်ရောင်းမယ်ဆိုတာတော့ပဲပါ okay အဲ့တော့တဲ့ तू ကဒီနေရာမှာ market structure ရှစ်ပေးပြီဒါပေမဲ့ဒီဘက်ဘေးမှာတဲ့ तू ရဲ့ higher time frame PD array တခုခုမရှိဘူးဆိုဥပမာဗျာဒီ order block တွေ fair value gap တွေ supply zone တွေကဥပမာ तू က daily time frame မှာရှိရဆိုပါတော့ daily time frame မှာရှိရဆိုလို့ရှိရင်1 hour time frame လောက်ဒီမှာ1 hour သို့မဟုတ်4 hour time frame လောက်ဒီမှာဟောဒီသူ့ရဲ့ higher time frame order block တွေ fair value gap တွေရဲ့အောက်မှာရှိရတစ်စင်ကျော်နှစ်စင်ကျော်စတဲ့ time frame တွေမှာသူကဘာလို့တော့စောင့်လဲဆိုရင်သူကနောက်ထပ် plata နဲ့ market structure ရှစ်ဖို့သူတော့စောင့်ပြီးမှဝင်တာဒီ time frame တစ်ခုတည်းမှာပဲတစ်ခါတည်းကြည့်မှသူကဝင်တာမဟုတ်ဘူးနည်းနည်းတော့စောင့်စရာရှုပ်တယ်အဲ့တော့ဒီကနည်းနည်းရှုပ်သွားရင်လည်းတွေ့ခဲအဲ့တော့ရှုပ်သွားလဲမတတ်နိုင်ဘူးအဲ့တော့ရှုပ်လက်စနဲ့ဒီကောင်တော့နည်းနည်းတော့ဆက်ပြီးပြောမှာပဲရအောင်မယ်နော်ပြီးရင်တဲ့ဟောဒီနမ်းမှာတဲ့သူကဟုတ်ပြီဒီတိုင်း market structure ရှစ်ပြုံနေမဟုတ်သေးဘူးတဲ့ပြီးကြရင်သူကဘာလို့ဒီလဲဆိုလို့ရှိရင်တဲ့ SMT divergence ဆိုတာကြီးရတယ်လို့လေးရဲ့တဲ့ဟာလား SMT divergence ဆိုတာကြီးရတယ်လိုပါသေးတယ်တဲ့ကဲအဲ့တော့ပြောရင်းနဲ့နောက်ထပ်ကျွန်တော်ဘာတွေပြန်ရှင်းရမလဲဆိုတဲ့အခါကျတော့ဒီကြားထဲမှာ engineering liquidity LR ဆိုတာကြီးကထပ်ရှင်းရပြန်တော့မယ်ပြီးရင်ဟောဒီမှာ SMT ဆိုတာကြီးကလည်းကျွန်တော်ပြန်ပြီးတော့ရှင်းရပြန်တော့မယ်เนาะပြီးရင်သူ့မှာကြံပါသေးတယ်ပြီးလို့ရှိရင် time အချိန်တွေပါကြံသေးတယ်ဟာဟုတ်ပြီဒီနားမှာ market structure ရှစ်ပေးပြီဟာလား key level ဟာလား SMT ဒီကြားထဲမှာ LR အကုန်လုံးပြီးဆုံးလို့ဟာလားဒီကနေပေးပါရည်တဲ့ဟာလားပေးလို့ရှိရင်သူကဒီနားမှာ fast entry ဝင်မယ်ဟာလားဒီနားကနေကျွန်တော်တို့unicorn တို့မဟုတ်ကျွန်တော်တို့တဲ့ body soup တွေနဲ့ပထမ entry ဝင်မယ်ပြီးကြလို့ရှိရင်နောက်ထပ်သူ့ရဲ့ continuation entry တွေဟာလား continuation entry တွေလိုက်ဝင်နိုင်အောင်အဲ့ဒီမှာအစင်ဟာတော့ဗီဒီယိုနှစ်ပုတ်သုံးပုတ်နဲ့ပြီးပါမလားမပြောတတ်ဘူးเนาะကဲလုံးနဲ့ဗီဒီယိုကနည်းနည်းရှည်ပါပြီအဲ့တော့နောက်နေ့တွေကြမှာပဲအရှုပ်ထုတ်ကိုဖြေတော့မယ်ကဲဒီနေ့တော့ဒီလောက်ပဲเนาะအားလုံး thank you bye bye